Hello, I'm Miklava here. If I didn't get this up in my vlog, like the comment go reply me more of it. When you saw my reply me, I came up to the channel. Like me, so quite a little bit of about. I could reply me with my boy, my own. Oh, I love penny. Hello, okay. So, cool kitty, I will reply me with my solo about it. Kitty cool. ခုံမြခိုင်းလာတဲ့တယောက်ရှိပါတယ်။အားကြောင့်မလို့ဒီနေ့မှာခီတီကအဲ့ဒီ comment လေးကိုဘာပြန်ပြောပါဒီနေ့တခုပေါ့နော်နောက်တော့ခီတီအခုကနှစ်ပုတ်တင်မှာဆိုတော့အဲ့ဒါကြောင့်မလို့နှစ်ပုတ်ဆက်ပြီးတင်ပေးမယ်ပေါ့နော်။ဒီနေ့တော့သုံးဖို့ဖြစ်မှာပါရှင်။ခီတီရှော့မှာ ED တယောက်ကိုလုပ်ပေးထားပါတယ်။အခြားသူတွေလည်းမလုပ်ပေးရမပါဘူး။အရင်နေ့တွေကခီတီမှာအားသေးလို့ပေါ့နော်။ class time လုပ်နေရလို့ပါအားကြောင့်မလို့ပါfall ရတဲ့အချိန်ကလည်းနည်းနည်းနေရဆိုတော့ပါနော်ဒါပေမဲ့ဒီနေ့ကတော့ kitty ရဲ့အားလည်းချိန်ပေါ့နော်အဲ့လိုဒီပဲပြောရမှာပေါ့အရန်ကိုအလုပ်တရားမရှိတော့ပါဘူးဒီမနေ့ကခိုင်းလို့ဟုတ်ကဲ့အဲ့လိုဝေဖြစ်နေပါတယ်လို့ဖတ်တာတော့လူရမန်းကိုမသိပါဘူးအခြားသူတွေကိုဖြစ်ချင်တယ်ထားရတော့လူကတော့ so cool hero ဒါပဲအလိုဖြစ်ဟောဒီမှာ help လို့ပါ so cool he ဒီ help လေးကတော့ပြီးလာမလားဒီအရမကဲကိုထားအောင်သွားပါမယ်ဒါတော့ so ဒီကိုအပြာရောင်ခုံးမြဟိုင်းလာပါတယ်ဟိုတော့ကဒီမှာဒီရောင်ခုံးမြမတော့အခုဘက်ကအပြာရောင်သွားပါမယ်နာပုတ်ထောက်ဖန် okay fine မနော်ဒါတော့အပြန်ဝင်လိုက်ခီနည်းနည်းစိတ်ဝင်စားတယ်နော်ရှမ်းပါခုံကျစိတ်လေးရမ်းချရပါတော့ခီအတန်းဟိုဖြစ်နေပါတော့အတန်းတွန်းနေရဲ့အတွက်ကြောင့်မလို့အတန်းကိုချိန်ပြီးတော့ကြည့်ပေးကြပါအောင်အတန်းချိန်ပြီးကြည့်မှတွန်းရင်တော့ခီကိုခွင့်လို့ပေးကြပါအောင်အားကြောင့်မို့ဒီချာလေးနဲ့ထားမှာကြပါရှင်kitty comment ကို line မပြန်လာကြလို့ပြန်မေးရပါရှင် kitty post မှာတခုတင်လာပါရဲ့မကြည့်ရင်ကြည့်လိုက်ပါအောင်ရှင်oh Jesus so တော့ပါမယ်အေးဘောနော်ဒီဘုံလေးပဲပြန်ရောအေးဒီဘောနော်ဒီ comment ဘယ်မှပြန်လာကြလို့လာလို့ပဲမရပါတော့ကျောက်တွေရမဟုတ်တော့နော်ရဟုတ်ပါအဲ့တွေပြောလို့ပဲနော်ဒီ line ပြန်မရဆိုတော့အကြောင်းရှိလို့ပေါ့နော်kitty ကိုkitty ကဒီ word ထဲမှာပေါ့နော်ဘာလေးတွေရအမှန်မသိဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဘာလို့ရင်ကောင်းမလဲဆိုပြီးတော့ line ပြန်ပြီးလိုက်တာပါဟုတ်တယ်မှာဒီပဲso ဒါပါမယ် oh my god ကြပြီ okay အဲ့နိုင်ရပြန်နေမယ်နော် okay ခီပြန်လာပါပြီ kitty ဒီမှာပေါ့နော်အဲ့ပိုင်းညောခေါင်းလိုက်တယ်ပေါ့နော်ဟိုခဏပြောကြနေရတယ် vlog တောင်ရိုက်လို့မထင်တဲ့အတွက်ကြောင့်ပါအဲ့ဒါကြောင့်မို့ဒီ comment ကို line ပြန်ပြီးရလဲနည်းနည်းမဆုံးသေးပါဘူးအနောက်ကအတန်တွေအတွက်လည်းတောင်းပန်ပါတယ်ဒီ cute တာကိုဘာပဲဒီတာပါရဲ့ဟာလေးကိုဘာလေးခေါ်မြမယ်ဆိုတာလည်းမကြည့်သေးရှစ်ဗီဒီယိုမှာသွားကြည့်ပြီးတော့ဘာရောက်ခေါ်မြမယ်ဆိုတာလည်းဒီ comment မှာရေးလာလို့ရရနော်အဲ့ဒီဟာလေးကိုလည်းဘာရောက်ခေါ်မြမလဲဆိုတာကိုလည်းဒီနေ့ကအပြပြန်အောင်မှာပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့ဒီနေ့3ခုပါအပြပြန်ပြမှာပါနှစ်ပုတ်ပါအပြန်မှာပါည9:00 နာရီမှာကြာနာ9:00 နာရီမှာကြာဒီတပုတ်ဆက်တင်ပါမယ်ဒီတက်တဲ့တပုတ်ကတော့ခုနာစီးနေပါတယ်kitty မှာအယောနေရောက်ရှိလေခီအရွယ်အများကြီးပါပဲရှင်kitty ရုံပြီးပါရှင်စင်ကြပါkitty ရုံပြီးဘာလို့ခုနကပြောရင်ဒီအဲ့ comment တော့မှ line ပြန်မရအောင်လို့နော်ဒီ comment မမမီတော့ဘောနော်စကားရအောင်ပြီးတော့အဲ့
အဲ့ဒါကြောင့်မလို့နောက်တဲ့ video လေးမှာလေနောက် video ကြောင့်ဒီနှစ်ခုကိုလုံလိုက်ပြမှာပေါ့နော်အချိန်ရမှာပါရှင်အချိန်ရရဲဆိုတာကြတော့ပေါ့နော်အချိန်ရရဲဆိုတာကြတော့ဟိုလိုမျိုးပြောရမလို့နော်class time ရှိလို့ပြောရမှာမဟုတ်ပါဘူးအထင်ရရဲဆိုတာဒီလိုမျိုးဟာကို short screen ရမှာပါkitty ကလုံးစာရေးစာရှိတယ်ပေါ့နော်အဲ့အရေးပါကြီးတွေးပြီးရှိရမယ်စာပေါ့နော်အစာနဲ့ကြံစီရဲ့အဲ့ရှိရအောင်မှာဆိုတော့အချင်းရဟွာလောက်ကုန်ပါပါတနာကြီးခွဲလောက်ကအသာကုန်ပါပါအဲ့ဒါတော့မပြောနိုင်ဘူးနော်ဒီဟိုတစ်ခါရေးတော့ဆိုလို့ရှိရင်ပေါ့နော်ဒီတန်းရေးတာပါအဲ့ဒါတော့2နာရီကြာပါတယ်စာကူကတော့တည့်ရတဲ့အတိုင်းပေါ့နော်စာကူကအများကြီးပဲပေါ့နော်3ပိုက်ရေးရတယ်ပေါ့နော်စာကူကတော့ခရီးပိုက်ကြီးလောက်ဒါလေးပုံမြင်တဲ့ပုတ်အဲ့ပုံမြင်တော့စာကူကတော့3ပိုက်ပါစာကူ3ပိုက်ကကျတော့ဟိုကကောင်းသွားပါတယ်3နာရီခွဲပါအဲ့လောက်ကြာလာတော့ပဲအဲ့လောက်ကြာပါရှင်သွားပါမယ်များလို့ပေါ့နော်အဲ့တော့သွားပါမယ်kitty ဒီအပြန်လေးခေါင်းရလိုက်ပါပြီနောက်ထပ်ပါအရင်ခေါင်းရအောင်မလားဆိုတော့ခေါင်းမရေးခဲ့တော့အဲ့ဒါကြောင့်မလို့ kitty ကအကောင်လောက်ပဲဒီနေ့ဘယ်လိုပဲမြင်မှာပါအားလုံးပဲတတာ